fluency ကိုကျွန်တော်အရင်ဆုံးလုပ်တင်တယ်ဘာလို့လဲဆိုတော့ accuracy ကိုအရင်ဦးစားပေးလို့ရှိရင်ကျွန်တော်စကားမပြောရတော့ဘူးအမားအနောက်မှပြင်လို့ရတယ်ဗျာမပြောတာတော့ဘယ်တော့မှမပြတ်နိုင်ဘူးဒါပေမဲ့ vocab ကကျွန်တော်ကြက်လို့မရဘူးအကြောင်း perfect English ကမလိုပဲလောက်ထိsimple English ကပို့ပြီးတော့အရေးကြီးတယ်အကြီးမားဆုံးအမားတော့ perfect ဖြစ်မှပြောမယ်ဆိုပြီးတော့မပြောတာပေါ့နော် grammar တော့လိုတယ်ဒါပေမဲ့တော့စာမွေးလို့မဟုတ်ဘူး grammar သုံးဖို့ကြောက်ဖို့မဟုတ်ဘူးဒီ test တော့ခုနဲ့ကိုဘွားအကြောင်းတစ်ခုလုံးပြောနိုင်တယ်ဆိုတော့ grammar စိတ်ပြက်စရာကောင်းစရာမလိုဘူးပေါ့နော်အားလုံးမင်္ဂလာပါ English Notebook Channel ကနေပြီးတော့အားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ Breaking English Barrier Podcast Episode 1မှာ English with Harry ကဆရာ Harry ကိုဖိတ်ခေါ်ထားပါတယ်English First Skill ပြီးတော့ grammar ဘိုင်းနဲ့ပတ်သက်ပြီးတော့ထိထိရောက်နေလေ့လာလို့ရမယ့်နည်းလမ်းတွေကိုဆရာ Harry ကနေပြီးပြပြပေးတော့မှာပါဆိုတော့ဆရာ Harry မင်္ဂလာပါဟုတ်မင်္ဂလာပါခင်ဗျဟုတ်ကဲ့ပါဆရာ Harry အခုလက်ရှိမှာ English with Harry ဆိုတဲ့ဒီ TikTok အကောင့်မှာ English နဲ့ပတ်သက်တဲ့လေ့လာစရာတွေကိုလည်းမျှဝေပေးနေပြီးတော့ Four Skill နဲ့ပတ်သက်တဲ့သင်တန်းတွေအပြင်တခြား English နဲ့ပတ်သက်တဲ့သင်တန်းတွေကိုလည်းသင်ကြားပေးနေတဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်။ Okay ဒါဆိုရင်အင်တို့ရဲ့ဒီ Breaking English Barrier Podcast လေးကိုစလိုက်ပါပြီနော်။ဟုတ်ကဲ့ပါဆရာကြီးပထမအဆုံးမေးခွန်းအနေနဲ့ပေါ့နော်။အင်္ဂလိပ်စာကိုလေ့လာနေ English learner တွေအတွက်ဒါအင်္ဂလိပ်စာကိုကျောင်းမှာသင်ခဲ့ရပေမဲ့လက်တွေ့အသုံးမချနိုင်ခဲ့လို့အခုမှ four skill ကိုအစကနေပြန်ပြီးတော့လေ့လာခြင်းတဲ့သူတွေအတွက်ပေါ့နော် listening speaking reading writing လေးခုလုံးတစ်ပြိုင်တည်းလေ့လာသင်လားဒါမှမဟုတ်ရင်လက်တွေ့မှာမြင်မြန်အသုံးချနိုင်မှုအတွက်ဘယ် skill တွေကိုဦးစားပေးပြီးတော့လေ့လာသင်လဲဆိုတာပြပြပေးပါချက်ချင်းလက်တွေ့အသုံးချဖို့ဒီ listening နဲ့ speaking ကိုအရင်လှုပ်တင်တယ်ပေါ့နော်ဘာလို့လဲဆိုကျွန်တော်တို့ကဒီ reading တွေ writing တွေအကြောင်းမှာအများကြီးလုပ်ခဲ့ပြီးတော့ဗျာတကယ်လက်တွေ့ဘွားမှာသုံးရတဲ့ဒီ listening နဲ့ speaking ကပို့ပြီးတော့စလုပ်ချင်တယ်မြင်မြန်သွားချင်တယ်ဆို listening နဲ့ speaking ဦးစားပေးရုံနဲ့ဒီ writing တွေ reading တွေအတူတူလိုက်လာတယ်ဘာလို့လဲဆို language ကိုကျွန်တော်တို့နားလည်သွားရပေါ့နော်အဲ့လိုပြောတတ်ပြီးနားထောင်တတ်ပြီးဆိုရင်ကျွန်တော်တို့ဒီ basic English knowledge ရှိပြီဆိုရင် reading နဲ့ writing ကအဲ့လောက်မခက်တော့ဘူးပေါ့ဒီ listening နဲ့ speaking မှာရဖို့ပဲအရေးကြီးလို့မြင်တယ်ပေါ့နော်ဒီလက်တွေ့ဘဝမှာသုံးချင်တယ်ဆိုရင်တော့ဟုတ်ကဲ့ပါဒါဆိုရင်listening နဲ့ speaking ကလုံးဝအရေးကြီးပါတယ်နော်ပထမဆုံးအနေနဲ့အဲ့ဒါကိုဦးစားပေးပြီးတော့လေ့ကျင့်သင်ပါတယ်နော်ဟုတ် language ကသူကဒီကျွန်တော်အဓိက communication လုပ်တာလက်တွေ့ဘဝမှာတော့ဒီနားထောင်တယ်ပြောတယ် right အဲ့လိုတကယ်တက်ချင်တဲ့အချိန်မှာကျွန်တော်နားထောင်ရမယ်ကြားမယ်ပြောမယ်ပြီးတော့မှဘာသာစကားဖြစ်လာတော့ဆိုတော့အမှ input မရှိလို့ရှိရင် output မရှိဘူးပေါ့နော်ကျွန်တော်တို့ဒီ learning လုပ်တဲ့အချိန် four skills လုံးလို့တွေ့လို့ရှိရင်ဆိုရင်အကုန်လုံးရမှာလားပေါ့နော် grammar တွေရောရမှာလားလို့ writing တွေရောရမှာလားပေါ့ဒီ input ကအရေးကြီးတယ်ကလေးတွေဘာသာစကားလေ့လာလို့ပေါ့နော်တို့အရင်ဆုံးနားထောင်မယ်ဘယ်သူတွေဘာပြောနေလဲinput တွေများလာပြီဆိုရင် output ကအရင်မခက်တော့ဟုတ်တယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲဒါဆိုရင်တော့နောက်ထပ်မေးခွန်းအနေနဲ့fluency နဲ့ accuracy နှစ်ခုလုံးကလည်းအရေးကြီးရဆိုတာကိုသိကြရပေါ့နော်ဒါပေမဲ့စပြီးတော့စာလေ့လာနေတဲ့ဒီ English learner တယောက်အနေနဲ့ဆိုရင်ဘယ်ဟာရောအရင်ဦးဆုံးဦးစားပေးပြီးတော့လေ့လာသင်ပါလဲof course fluency fluency ကိုကျွန်တော်အရင်ဆုံးလုပ်တင်တယ်ဘာလို့လဲဆိုတော့ accuracy ကိုအရင်ဦးစားပေးလို့ရှိရင်ကျွန်တော်စကားမပြောရတော့ဘူးငါ grammar သုံးတာမှားတော့လားငါ vocab သုံးတာမှားတော့လားပေါ့နော်ဟုတ်နေရတယ်ပေါ့နော်yeah အဲ့လိုအမားရှိနေတော့မှကျွန်တော်ပြောနိုင်ရမယ်ဗျအခုကျွန်တော်မြန်မာစကားပြောရင်တော့မှကျွန်တော်ဆိုအမားတွေအများကြီးပါတော့ပေါ့နော်ဒါပေမဲ့ဟာမားမှာကြောက်လို့ဆိုပြီးတော့accuracy ပဲအရင်ဦးစားပေးလို့ရှိရင်ဆိုရင်စကားမထွက်တော့ဆိုတော့ကျွန်တော်တို့အမားရှိနေတော့မှကျွန်တော်အသွေးကိုဆက်တိုက်ပြောနိုင်ရမယ်ပေါ့နော်အမားအနောက်မှပြင်လို့ရတယ်ဗျာမပြောတာတော့ဘယ်တော့မှမပြတ်နိုင်ဘူးဒီဆုံးပြောရမှာပေါ့နော်အင်္ဂလိပ်စာပြောရမှာဟုတ်တယ်ဆရာဟုတ်ကဲ့ပါနောက်ထပ် question ကတော့ speaking ပြောတဲ့အခါမှာရောဒီ vocab တွေပေါ့နော် vocabulary မေ့သွားရတယ်ပြီးတော့စကားကြားထဲမှာလည်းခဏအဲ့လိုမျိုးတိတ်သွားတာမျိုးမဖြစ်အောင်ပေါ့နော်ဘယ်လိုနည်းလမ်းတွေက vocab ကိုထိထိရောက်နေလေ့လာနိုင်မယ်လို့ထင်ပါလေဆရာကျွန်တော် vocab ကိုငယ်တွေကတင်ခဲ့တဲ့ပုံစံဘယ်လိုလဲဆိုတော့အလို့ချက်ရမယ်ပေါ့နော်ကျွန်တော်ဒီ10တန်းအထိဗျာအဲ့လိုစာချက်ခဲ့ပေါ့နော် vocab တွေချက်ခဲ့တယ်ဒါပေမဲ့ vocab ကကျွန်တော်ချက်လို့မရဘူးsingle word အနေနဲ့မှတ်ထားလို့ရှိရင်မိရပေါ့နော်ကျွန်တော်ဒီစကားလုံးကိုဘယ်လိုမချက်နဲ့ဘယ်လိုမှတ်ရမလဲဆိုတော့ sentence နဲ့မှတ်ရမယ်ပြီးတော့ situation မှာဘယ်နေရာမှာသုံးပါလဲပေါ့နော်မနေ့ကဆိုကျွန်တော်ကျောင်းသားတယောက်ကမေးတာပေါ့နော်what is space ပေါ့နော် space ကဘာလဲပေါ့အဲ့ချိန်မှာ space ကကျွန်တော်ဘယ်နေရာမှာသုံးပါလဲသုံးဝဲပုံမှာမူတည်ပြီးတော့အသေးပဲအများကြီးရှိရဗျာအာကာသလည်းဖြစ်နိုင်တယ်ကျွန်တော် mental space လည်းဖြစ်နိုင်တယ်နေရာတစ်ခွဲ space လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဆိုချက်နေုံနဲ့မပြီးဘူးအဲ့လို situation နဲ့တွဲမှတ်ရမယ်ပေါ့
sentence တွေနဲ့တွဲမှတ်မယ်ဥပမာ decision ဆိုပါတော့ဗျာ like decision ဆုံးဖြတ်ချက်လို့ကျွန်တော်မှတ်လို့မရအောင်သူက check လိုက်တွဲရမှာဥပမာ I made a quick decision ကျွန်တော်မြန်မြန်ဆုံးဖြတ်လိုက်တယ်အဲ့လိုမျိုးတွဲမှတ်မှဒီ decision ကိုမှတ်မိရပါတော့ decision ဆုံးဖြတ်ချက်ဆုံးဖြတ်တည်မရနိုင်တော့ဘူးပေါ့နော်ဆိုတော့သုံးလိုက်တဲ့စကားလုံးကမမေ့ဘူးအဓိကအဲ့ရပဲသုံးကိုသုံးရမယ်မသုံးမဲချက်လို့မရဘူးဟုတ်ကဲ့ပါဆရာဟုတ်နောက်ထပ်မေးရတော့တချို့တွေပေါ့နော်မြန်မာလိုစဉ်းစားတာတခါကျရင်သမီးတို့လည်းဖြစ်ပါတယ်မြန်မာလိုအရင်စဉ်းစားပြီးတော့မှအင်္ဂလိပ်စာကိုဘာသာလိုက်ပြန်ရပေါ့နော်အဲ့ချိန်ကျနည်းနည်းတော့ကြာတာပေါ့နော်အဲ့လိုမျိုးဖြစ်တာတွေ short ချနိုင်ဖို့ပေါ့ English လိုမျိုးတန်းပြီးတော့စဉ်းစားနိုင်အောင်ဒီ thinking in English ကိုဘယ်လိုလေ့ကျင့်သင့်ပါလဲဆရာကျွန်တော် thinking English ကတွေးလဲလို့ရှိရင်ဆိုရင်တော်တော်များထင်တာအဲ့လိုကျွန်တော်တွေးပုံတစ်ခုလုံးကိုပြောင်းလဲရမယ်ပေါ့နော်အင်္ဂလိပ်တယောက်လိုတွေးရမယ်ပေါ့ဒါပေမဲ့ဆိုလိုတာအင်္ဂလိပ်တယောက်လိုတွေးရမှာမဟုတ်ဘဲနဲ့စာအရှိတွေကိုတွေးရမှာမဟုတ်ဘဲနဲ့ကျွန်တော်ဒီ simple English နဲ့စရမှာပေါ့ဥပမာကျွန်တော်တို့အဲ့ရခောက်တယ်ဆိုလိုက် I'm making my bed right ဒီဟာတကယ်တမ်းပါလာပြန်စရာမလိုတော့ဘူးဗျာ like I'm making my bed ဆိုတဲ့ဟာတီကိုတီနေရမယ်ဒီတေးသေးလေးကနေစတာပေါ့ကျွန်တော်တို့အကုန်လုံးကိုတွားပြီးတော့ပြောင်းလဲလို့မရဘူးပြီးတော့ habit တစ်ခုအနေနဲ့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တစ်ခုလုပ်နေရဆိုရင်လည်းကျွန်တော်အတွေ့အထဲမှာ like I'm having a meeting I'm in a meeting I'm making coffee အဲ့အကြောင်းလေးဖြစ်ဖြစ်ချင်းစီနဲ့ကိုယ့်ရဲ့ subconscious mind ကို feed လုပ်နေမယ်ဆိုရင်အင်္ဂလိပ်လိုတွေးရတာလွယ်လာပါလာပြန်တာမဟုတ်ဘဲနဲ့အင်္ဂလိပ်လိုတွေးရပါတော့sentence အသေးလေးနေပဲ simple sentence အဲ့ဒီစမှာဟုတ်ပါရဲ့ဆရာကျွန်တော် perfect English ကမလိုပဲလောက်ထိsimple English ကပို့ပြီးတော့အရေးကြီးတယ်ကျွန်တော်အဲ့လိုမြင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးပြီးတော့ဒီ listening တိုးတက်ဖို့ပေါ့နော်တချင်းနှာထောင်တာရုပ်ရှင်ကြည့်တာတွေရောတကယ်ရောထိရောက်မှုရှိရလားပေါ့နော်အဲ့ဒါအပြင် listening အတွက်ကိုဆရာအနေနဲ့ဘယ်လိုမျိုးလေးလေ့ကျင့်ဖို့အတွက်အကြံပေးချင်ပါလဲနားထောင်တာကကျွန်တော်ဒီတချင်းနားထောင်တာကတော့ဒီ rhythm အတွက်ကောင်းစေတယ်ကျွန်တော်တချင်းဆိုလို့ရှိရင်ဆိုရင်ပါလာစကားတူက rhythm တစ်ခုပဲဗျာကျွန်တော်မြန်မာစကားပြောလို့ရှိရင်ဆိုရင်လည်းဘယ်နားမှာအတန်တိုးမလဲဘယ်နားမှာအတန်မြင့်မလဲဒီ rhythm လို့ရတယ်ပေါ့နော်အင်္ဂလိပ်တချင်းနားထောင်လို့ရှိရင်ဆိုရင်တော့ rhythm ကောင်းစေတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ lyrics တွေနဲ့နားထောင်တင်တယ်ပေါ့အရင်ဆုံးlyrics နဲ့တစ်ခေါက်နှစ်ခေါက်နားထောင်ပြီးတော့မှတချင်းတစ်ခုလုံးကို lyrics ဖယ်ပြီးတော့စူးစမ်းပြီးနားထောင်ကြည့်လို့ရတယ်စက်ကကြည့်ရလဲအတူတူပဲကျွန်တော်တို့ဒီဘယ် pronunciation ကြိုက်လဲပေါ့နော်ကွာ American English ကိုကြိုက်ရဆိုရင် American စကားတွေကြည့်မယ်မြန်မာစာတန်းထိုးနေတော့မကြည့်နဲ့ပေါ့နော်ကျွန်တော်ဆိုမြန်မာစာတန်းထိုးနေကြည့်လို့ရှိရင်စာပဲလိုက်ဖတ်နေတော့စကားကြောင်းတော့မတီးတော့ဆိုတော့အင်္ဂလိပ်စာတန်းထိုးနေကြည့်မယ်ဖြစ်နိုင်လို့ရှိရင်နောက်တစ်ခေါက်ကိုကကြောင်းသားဆိုရင်ပေါ့နော်ကိုကအချိန်အများကြီးရှိတဲ့ကြောင်းသားဆိုရင်တော့စာတန်းထိုးနေတစ်ခေါက်ကြည့်ပြီးတော့စာတန်းမထိုးဘဲနဲ့လုံးဝ listening ကိုဦးစားပေးပြီးတော့ကြည့်ရတော့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့okayအခုခေတ်ကတော့ဒီ podcast တွေများတယ် podcast တွေကြည့်တယ်ဘာလို့လဲဆိုတော့အခုလို podcast ကလူနှစ်ယောက် they're having conversation ပါနော်စကားပြောနေရဆိုတော့ပို့ပြီးတော့တဘာဝကြတယ်စက်ကားတွေက script တွေများတယ်ဆိုတော့depends yeah ဟုတ်ပါရဲ့ဆရာသမီးတို့ဆိုအဲ့ဒီတစ်ခေါက်လိုရုပ်ရှင်တကားကြိုက်တယ်ဆိုရင်ဒီအင်္ဂလိပ်စာလေးလေးလာနေတဲ့အချိန်ဆိုရင်ရက်ပြီးတော့ပေါ့နော် repeat လုပ်ပြန်နားထောင်တာပေါ့နော်အဲ့လိုမျိုးလေးဆိုပို့ပြီးတော့နော်ဘာပြောသွားလဲဆိုတာပို့ပြီးတော့ထိရောက်မယ်ထင်တယ်နော်တကားလုံးကြီးအစအဆုံးကြည့်ရတဲ့ပေါ့နော်အဲ့အပိုင်းလေးပေါ့နော်အပိုင်းလေးကိုပြန်ပြီးတော့ repeat လုပ်ပြီးနားထောင်တာနော်တကယ်ဒီအခုဒီ movie တို့ sound တို့ပြောတဲ့ဟာဒီ listening တော့ပဲမဟုတ်ဗျကျွန်တော်အမြဲတမ်းပြောတဲ့ technique တစ်ခုကဒီ shadowing practiceကျွန်တော်အင်္ဂလိပ်စာကိုယ်တိုင်လောက်လာခဲ့တော့ကလည်းဒီအင်္ဂလိပ်စာကိုအင်္ဂလိပ်စကားအဲ့လိုပဲလေ့လာခဲ့တယ်တချင်းနားထောင်တယ်ပြီးလို့ရှိရင်အဲ့တချင်းကိုလိုက်ဆိုတယ်ဗျာစက်ကားကြည့်တဲ့အချိန်မှာလည်းအဲ့လိုမျိုးပဲကျွန်တော်စက်ကားကြည့်တယ်စက်ကားထဲမှာရှိတဲ့စက်ကောင်တွေသူတို့ပြောတဲ့စကားတွေကျွန်တော်လိုက်တူပြီးတော့ပြောတာsharing practice ပေါ့နော်ဒီကျွန်တော်ဗီဒီယိုကြည့်မှုတဲ့လူဆိုရင်လည်းတည်တယ်ကျွန်တော် sharing practice ကိုအရင်ပြောတယ်သူကကျွန်တော်စက်ကားတစ်ခုရှိရုံနဲ့အင်္ဂလိပ်စကားကိုလိုက်ကျင်လို့ရတယ်ခုနကပြောလို့ပဲကျွန်တော် pause လုပ်တယ် pause လုပ်ပြီးလို့ရှိရင်သူတို့ပြောတဲ့ later တိုင်းပြန်ပြောတယ်sharing practice လုပ်တယ်ပေါ့ဒါ active listening ဖြစ်သွားပြီဗျာယူယူပဲနားထောင်နေရမဟုတ်တော့ဘဲနဲ့နားလဲနားထောင်တယ် produce လည်းလုပ်တယ် so active listening ကမှ listening ကိုတိုးတက်စေတာပေါ့ဟုတ်ကဲ့ပါဆရာနောက်ထပ်မျိုးခွင့်ရတော့မြန်မာအကြောင်းသားများဆိုတာအင်္ဂလိပ်စာလေ့လာတဲ့အချိန်မှာပေါ့နော်အဖြစ်အများဆုံးနေလုံးမိတဲ့အမှားဆိုရင်ဆရာအနေနဲ့ဘယ်ဟာလေးမြင်မိလဲပေါ့အကြီးမားဆုံးအမှားတော့ perfect ဖြစ်မှပြောမယ်ဆိုပြီးတော့မပြောတာပေါ့နော်ကိုယ်ဝင်နေရကျွန်တော်အဲ့အကြောက်လိုက်တော့ဟာနည်းနည်းတော့တည်ရဒါပေမဲ့အရင်မကောင်းလေးဘူးအဲ့နဲ့မပြောဖြစ်တော့တကယ်တော့အင်္ဂလိပ်စကားမှာငါ ready ဖြစ်ပြီဆိုတဲ့နေရာတူမရှိဘူးပေါ့နော်ပြောရင်းနဲ့ပဲတိုးတက်လာတာready I'm not ready but I speak you know ဟုတ်တယ်သမီးတို့ဒီတငယ်ချင်းတွေပေါ့နော်အဲ့လိုပြောကြရပေါ့နော်သူတို့ကတချို့ကြတော့ဒီသူတို့အတန်ထွက်ကိုစိုးရိမ်နေတာပေါ့နော်ဆရာ
တငယ်ချင်းမှာလေအဲ့လိုရှက်တာကြီးပါရှိရပေါ့တော့အဲ့ကြောင့်မပြောဖြစ်ကြတာပေါ့ဒါပေမဲ့ကိုကတွေ့ရင်တော့ပြောမေးမှားလေးပြောကြမေးဆိုတာမျိုးလေးတော့ကိုကလည်းပြောမိရပေါ့နော်ကိုမှားလေးသူတို့လည်းဒီတိုင်းနားထောင်ပေါ့နော်အဓိကပြောဖြစ်ဖို့ကလိုတာဆိုတော့လေနော်ဟုတ်တယ်ဗျ perfect ဖြစ်ဖို့ကိုအရင် view မဆိုင်နေပေါ့ဒါပါပဲperfect ဖြစ်ဖို့ကြီးပဲ view ဆိုင်နေမယ်ဆိုရင်တော့မပြောတော့ဘူးเนาะအဲ့လိုဖြစ်တာပေါ့အဓိကပြောလိုက်ဖို့ပဲကျွန်တော်တို့ဒီအနီးနားမှာရှိတဲ့လူတွေနဲ့ဖြစ်အခွင့်အရေးရရင်ရလို့ပေါ့နော် sharing practice လုပ်တာလည်းပြောတာပဲဗျာအဲ့လို character တစ်ယောက်ပြောနေတဲ့ဟာကိုလိုက်ပြောမယ်character တစ်ယောက်လည်းပြောတဲ့ဟာကိုလည်းလိုက်ပြောမယ်ဒါပြောတာပဲဟုတ်ကဲ့ပါဆရာပြီးတော့ native တွေလို့စကားပြောနိုင်ဖို့ဒီ idioms တွေပြီးတော့ slang တွေကိုမဖြစ်မနေလေ့လာဖို့လိုအပ်လားပေါ့နော်ကိုက beginner learner ဆိုရင်တော့လုံးဝမလိုရဘူးဒီ slangs တွေကကျွန်တော်တို့ဒီ clear English ကိုအရင်တည်ဆောက်အောင်ပါဘောနော်ဒီ idioms တွေ slangs တွေက clear English မသိဘဲနဲ့လည်းသုံးလို့မကောင်းဗျာclear English ရှိပြီဆိုရင်တော့ကျွန်တော်တို့အင်္ဂလိပ်စကားနောက်ပိုင်းမှာ ice slang တွေရောပြီးသုံးလာခဲ့မယ်ဆိုရင်တော့မှတဘာဝကြလိုက်ကျွန်တော်ဒီ native speakers တွေတဘာဝကြဖို့ဆိုတာသူက idioms နဲ့ slang နှစ်ခုတည်းမဟုတ်ဗျတော့ပါလဲဆိုတော့ phrasal verb နဲ့ collocation တွေပေါ့နော်ကျွန်တော်ဒီ native တယောက်လို့အဲ့လိုကိုအင်္ဂလိပ်စကားကို natural ဖြစ်ချင်တယ်ဆိုရင်ခုနပြောတဲ့ phrasal verb တွေကျွန်တော်အများကြီးတီးရမယ် collocation တွေအများကြီးတီးရမယ်ဥပမာကျွန်တော် design လို့မပြောဘဲနဲ့ make a decision လို့သုံးတာလို့ right ဒီ turn on တို့ turn off တို့ဒီဟာတွေကအတွဲလိုက်လာတဲ့ဟာလေးတွေပြီးတော့သူကnative တွေကနေ့စဉ်ဘဝမှာမတွေးဘဲနဲ့သုံးတဲ့ဟာတွေဆိုတော့ idiom တို့ slang တို့က cool တော့ဖြစ်တယ်ပေါ့နော် it's cool လူငယ်တွေကတော့ကြိုက်တယ်ပေါ့နော်အခု Gen Z slang တွေနဲ့ဒါပေမဲ့တကယ်communication English ကတော့ကျွန်တော်ဒီ phrasal verb တွေ collocation တွေဒီ natural English တွေ clear English တွေအရင်ဆုံးစောက်ပြီးတော့မှ idioms တွေ slangs တွေကိုအခြေအနေလိုက် confidence ရှိသုံးလာနိုင်တာပေါ့ဟုတ်ကဲ့ပါเนาะပထမဆုံးကတော့ကိုလုံးဝဒီ English နဲ့ပတ်သက်ပြီးတော့တေးချာချာပြောနိုင်သွားပြီဆိုမှဒီလိုမျိုး native sorry slang တွေထည့်ပြီးတော့သုံးတာပို့ပြီးတော့ကောင်းပါပဲเนาะclear English လေးတိစောက်ပြီးတော့ slang တော့လို့ကောင်းပါတယ်ဒါပေမဲ့အခုတကယ်တော့အခုကျွန်တော်အင်္ဂလိပ်စာနှမျိုးရှိရပါတော့အခုလက်တွေ့ဘဝမှာသုံးတဲ့အင်္ဂလိပ်စကားရဲ့ဒီအခုလူငယ်တွေကသူတို့ဒီreal life လည်းရှိတယ်သူတို့ online life လည်းရှိရเนาะဒီ online မှာကျတော့သူတို့slangs တွေအရင်သုံးရတယ်ပေါ့နော်ဒီ internet TikTok လား Instagram မှာလားအဲ့လိုမျိုးအနေနဲ့ကိုက beginner မလို့ slang သုံးလို့မရတော့မဟုတ်ဘူးねတိထားတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပါတာစကားတစ်ခုလုံးကို slang ကြီးပဲပြောင်းတာထက်clear English ကောင်းပြီဆိုရင်တော့ slang တွေထည့်ပြောလို့ရှိရင်လည်းနားလေရလွယ်တယ်ပေါ့နော်ဟုတ်တယ်ဆရာဟုတ်ကဲ့ပါနောက်တစ်ခုကတော့ British accents နဲ့ American accents ကွဲပြားမှုတွေကိုလေ့လာသူတွေအနေနဲ့အစတွေကအရန်အောင်အာရုံစိုက်ဖို့လိုအပ်လားပေါ့နော်ဒါမှမဟုတ်ကိုနားလေတယ်လို့ပဲအရင်နားထောင်တာပိုကောင်းလားပေါ့accent ကတကယ်တော့နောက်ဆုံးအဆင့်ပြအစအဆုံးကနားလည်နိုင်ဖို့ကအရေးကြီးရယ်ကျွန်တော်တို့နားလည်နိုင်ဖို့ဆိုတာတစ်ဖက်လူပြောလာတဲ့ဟာကိုနားလည်တာရောကျွန်တော်တို့ပြောလိုက်တဲ့ဟာကိုတစ်ဖက်လူကနားလည်တာရောဒါပို့ပြီးတော့အရေးကြီးရယ်ဒါပေမဲ့ကျွန်တော်တို့ accent တစ်ခုကိုလိုချင်တယ်ဆိုရင်တော့လှုပ်လို့ရတာကျွန်တော်အင်္ဂလိပ်စကားကိုစလုပ်ကြရဒီ accent တစ်မျိုးယူလိုက်မယ်ပေါ့နော်ကိုက American accent ကြတယ်ဆိုရင် American accent ကိုယူလိုက်မယ် British accent ကိုကြရင် British accent ကိုယူပြီးတော့ကိုအဲ့ဘိုင်းကိုဦးစားပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ accent ကအရေးမကြီးဘူးဘာလို့လဲဆိုတော့ accent ကတော့ identity ပဲ communication က survival ကျွန်တော်တို့ survive လုပ်နိုင်ပြီဆိုရင်တော့ identity ရှာလို့ရရပေါ့နော်ဆိုတော့ accent ကိုနောက်ဆုံးမှစဉ်းစားလိုက်ရကောင်းတယ်လို့ကျွန်တော်မြင်တယ်ဟုတ်တယ်အဲ့ accent ကိုခိုင်းကြရင်လေဟိုတငယ်ချင်းတောင်ပါပဲငါ British ကိုမှပို့ပြီးတော့ကြိုက်တာငါ American ဘက်ကအဲ့လိုဖြစ်နေတာရှိရနော်ဟုတ်တယ်ဗျအဲ့လိုကြိုက်လို့ရှင်းဆိုတော့နောက်တစ်ဆင့်တွားလို့ရတယ်ပေါ့နော်ကျွန်တော်ကြိုက်ပြီကိုကအင်္ဂလိပ်စကားကိုလည်းလေ့လာနေလို့အချိန်ရနေရလို့ဆိုရင်တော့British လေတန်ရအောင်လို့ငါ British pronunciation ကိုဦးစားပေးမယ်ဆိုရင်တော့ကျွန်တော်ဒီ British အတန်ပေါက်လာနိုင်တယ် American ကြိုက်တယ်ဆိုရင်တော့ဒီ American pronunciation ကိုလေ့လာမယ် American စကားကြီးကြည့်မယ် American TV show ကြီးကြည့်မယ် sharing practice တွေလုပ်မယ်ဆိုရင်တော့ကိုလိုချင်တဲ့ accent ကိုနည်းနည်းလေးရလာနိုင်တယ်ပေါ့နော် accent ကအပြည့်စုံတော့မရနိုင်တော့ဘူးဗျာဥပမာကျွန်တော်ဆိုရင်မြန်မာနိုင်ငံမှာဆိုကျွန်တော်ရှမ်းလူမျိုးပေါ့နော်တကယ်မြန်မာ accent အနေနဲ့ပြောတတ်ချင်တယ်ဆိုကျွန်တော်လေ့ကျင့်လို့မရနိုင်တော့ထင်တာပဲဒီအတန်ကတော့ကြံခဲ့ပြီပေါ့နော်ဟုတ်တယ်ဆရာအဲ့တော့မှန်ပါတယ်ဆရာဟုတ်ကဲ့ပါနောက်တစ်ခုကလေဒီ grammar လို့ပြောလိုက်တာ ਨੇ ကျောင်းသားတွေတော်တော်များများပေါ့နော်လူတွေတော်တော်များများစိုးရင်သွားကြတယ်grammar ပြင်းစရာအရင်ကောင်းတယ်ပြမှုကောင်းလိုက်တာမှတ်ရတာလည်းများတယ်ပေါ့အဲ့လိုမျိုးသူတို့ပြောကြတယ်ပေါ့နော်အဲ့လိုမျိုးတင့်တော်တဲ့ mindset တောင်းပေါ်နီးလန်းနေပါရှိလားပေါ့ grammar ကိုမှတ်ဖို့တော့ပေါ့နော်ဆရာကျွန်တော် grammar လို့တွေးလို့ရှိရင်ကျွန်တော်တော့ Samuel လို့အရင်တွေးမိရပေါ့နော်ဒါငယ်တုန်းကအတွေးပေါ့grammar ဆိုရင်Samuel ပေါ့ငါကြက်တော့မယ်ပေါ့
Samuel လို့ကျွန်တော်မကြည့်တဲ့တော့ဒါတော့မြန်မာ audience အတွက်တွေဆိုတော့grammar ဆိုတော့ကျွန်တော်ဒီအတိတ်ပဲပို့ပြီးတော့လေးနဲ့အောင်ပေးတဲ့ tool တစ်ခုပဲကျွန်တော်တို့ကို tool အနေနဲ့သုံးရမှာပေါ့နော်rule တွေကိုအရင်ရွတ်နေစရာမလိုကြက်နေစရာမလိုကျွန်တော်တို့ pattern လေးကိုနားလည်မယ်ဆိုရင်ရပြီပြီးတော့ pattern တီးတဲ့အပြင်ကျွန်တော်တို့ရဲ့ example ပေါ့နော်ကျွန်တော်တို့ခုနပြောလို့ articulate လုပ်ချင်တယ်ကျွန်တော်တို့ပြောချင်တဲ့အတိအကျပြောချင်တယ်ဆိုရင် grammar တော့လိုတယ်ဒါပေမဲ့သူက Samuel လို့မဟုတ်ဘူးသူက tool တစ်ခုပဲကျွန်တော်အတိတ်ကအကြောင်းအရာတွေပြောချင်တယ် story ကိုပြောမယ်ပြီးခဲ့တဲ့ vacation အကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့ past tense တွေတောင်းမယ် right ဒါက tool တစ်ခုပဲဗျာအဲ့လိုကြက်ထားပြီးတော့ပြန်လေ့လာမယ့်ဟာမဟုတ်တော့ဘူးပေါ့ just a tool grammar သုံးရမှာပေါ့ကြောက်ဖို့မဟုတ်ကျွန်တော်ကမသုံးမဲနဲ့ကြောက်နေတာ grammar သုံးဖို့ကြောက်ဖို့မဟုတ်ဟုတ်ကဲ့ပါဆရာပြီးတော့ဒီ beginner အနေနဲ့ပေါ့နော် grammar ကို part of speech ကနေပြီးစတင်လား tenses ကနေပြီးစတင်လားပေါ့နော်ဆရာရဲ့အတွေ့အကြုံရဘယ်နည်းလမ်းလေးကပို့ပြီးထိရောက်မယ်လို့ထင်ပါလဲဒီ tense တွေကတော့အရေးကြီးဆုံးထဲမှာပါတယ်ဒီ part of speech တွေကတော့တော့တရက်ထဲနဲ့အောင်လေ့လာလို့ရတဲ့ဟာပေါ့နော်ဘယ်ဟာပါဆိုတာခဏလေးနဲ့သိနိုင်တယ်အခြေခံအပြင်ဒါပေမဲ့ tense ကိုကျွန်တော်တို့စလုပ်နေတဲ့လူတွေနဲ့ကြည့်တယ်နဲ့ဘာလို့လဲဆို tense က basically 3ခုပဲရှိရပါတော့ကျွန်တော် present past future အဲ့လိုအခုဖြစ်နေတဲ့အကြောင်းပြောမလားအတိတ်ကအကြောင်းလားအနာဂတ်အကြောင်းလားပေါ့ဒီ tense 3ခုရှိလို့ရှိရင်ကျွန်တော်တို့ပြောနိုင်လို့ပြောလို့ရတဲ့ဟာတွေအရင်များတယ်ကျွန်တော်တို့ stories တွေပြောလို့ရတယ်အတိတ်ကအကြောင်းအရာတွေကျွန်တော် vacation အကြောင်းလားကျွန်တော်ငယ်ဘွားအကြောင်းလားပြီးတော့present tense တိခဲ့မယ်ဆိုရင်ကျွန်တော်အခုအကြောင်းပြောလို့ရတယ်ပေါ့နော် like အခုဘာလုပ်နေလဲကျွန်တော်တို့ရဲ့ habit တွေပြီးတော့ကျွန်တော်တို့ရဲ့အနာဂတ်တွေအကြောင်းကျွန်တော်တို့ရဲ့ dreams and goals တွေအကြောင်းပြောမယ်ဆိုရင် future သုံးတယ်တကယ်တော့ကျွန်တော်တို့လူတစ်ယောက်ကစကားပြောတာပဲဗျာကျွန်တော်အတိတ်ကအကြောင်းတွေပြောမယ်အခုအကြောင်းပြောမယ်မဖြစ်တဲ့အကြောင်းတွေပြောမယ်ဆိုတော့ဒီ basic tense ဖြစ်တဲ့3ခုကိုတီးလို့ရှိရင်အဲ့တော့ထပ်လေ့လာနိုင်လို့ရှိရင်ဆိုရင် on the right direction ပေါ့နော်ဒီ tense 3ခုနဲ့ကိုဘွားအကြောင်းတစ်ခုလုံးပြောနိုင်တယ်ဆိုတော့ grammar စိတ်ပြတ်စရာကောင်းစရာမလိုဘူးပေါ့နော်အရင်ကြောက်စရာမလိုပါဘူးလေ့လာဝဲလို့ရပါနော်ဟုတ်တယ်ဗျဟုတ်ကဲ့ပါဆရာပြီးတော့ဒီ grammar rules တွေကိုအလုပ်ကျက်စရာမဟုတ်ဘဲနဲ့အဲ့ဒီစာကြောင်းလေးမှာပဲတော်တော်ကြက်သုံးတဲ့အောင်ဆိုခုနပြောဆရာပြောသလိုပေါ့နော်အဲ့လိုပဲထပ်ပြီးလေ့ကျင့်ရမှာနော်ဟောပေါ့နော်ကျွန်တော် personalize လုပ်တင်တယ်ပေါ့ကျွန်တော် grammar လုပ်တယ်ဆိုရင်ကျောင်းလိုက်တော်တော်များများဒီ grammar in use တို့အဲ့အားတွေကြည့်ကြတယ်ပေါ့နော်ပြီးရင်အဲ့ဒါကို exercise တွေလုပ်ကြတယ် fill and blank တွေလုပ်ကြတယ် grammar သုံးရမယ့်ဟာဆိုတဲ့အကြောင်းလို့ကျွန်တော် personalize လုပ်ရမယ်ကျွန်တော် personal ဘွားမှာသုံးရမယ်ဥပမာရေးတာပဲဖြစ်ဖြစ်စကားပြောတာပဲဖြစ်ဥပမာကျွန်တော်တို့ပြီးခဲ့တဲ့ party အကြောင်းပြောမယ်ဆိုရင်အဲ့အကြောင်းကိုကျွန်တော်တို့3ကြောင်းလောက်ပဲပြောရမှာ past tenses တွေသုံးပြီးတော့ပြောမယ်တို့အဲ့လိုမျိုးပဲကျွန်တော်တကယ်လက်တွေ့တုံးဖို့ပဲလို့ personalize လုပ်လေမှတ်မိလေပဲလိုက်ချက်နေလို့မှတ်မိဘူး yeah ဟုတ်ကဲ့ပါဒီတစ်ခေါက်ကတော့ဒီ writing ပိုင်းသွားမှာပေါ့နော် writing skill နဲ့တိုးတက်ချင်တဲ့သူတွေအတွက်ကိုဒီ grammarly လိုမျိုး tools တွေကဘယ်လိုသုံးသင့်လဲပေါ့နော်အဲ့ဒါတော့အရင်အားကိုးနေမယ်ဆိုရင်ရောပြဿနာရှိနိုင်လားပေါ့နော်ဆရာဒီ tools တွေကသုံးလို့ရတယ်ဗျဒါပေမဲ့အရင်အားကိုးလို့မရဘူးအရင်အားထားမရဘူးပေါ့နော်ဒီ tools ကိုကျွန်တော်တို့ပါအနေနဲ့ပဲသုံးတင်လဲဆိုတော့ရေးပြီးတဲ့အချိန်မှာစစ်တဲ့အနေနဲ့ပဲသုံးတင်တယ်ကျွန်တော်စရေးတဲ့တယ်ဘာလို့လဲဆိုအစအဆုံးရေးတာကျွန်တော်တို့ရဲ့ idea နေလာဗျာကျွန်တော် personalize ဖြစ်တယ်ပေါ့နော် personal ဆန်တယ်ပြီးတော့မှကျွန်တော်တို့ tools ကိုတုံးပြီးတော့ကိုယ့်ရဲ့ writing တွေကို refine လုပ်မယ်ပြန်စစ်မယ်ပေါ့ဆိုတော့ tool ကဆရာဖြစ်ရမှာ like ကိုယ့်အစားမရေးပေးရဘူးပေါ့သူက tools တစ်ခုပဲဖြစ်ရမယ်ကျွန်တော်တို့ရေးပေးလို့မရဘူး yeah ဟုတ်ကဲ့ပါဆရာအခုညီပေးတဲ့ tool ပဲဖြစ်ရမှာပေါ့အဲ့မဲ့တချို့ကြကလေးကြောင့်အားကိုးချင်တာလေဒီမှာမသိရဝင်မေးလိုက်မယ်ဆိုပြီးတော့တခါအဖြေတခါရှာမျိုးပေါ့နော်တချို့ကြတော့ writing tools တွေကတော့အများကြီးတော့ရှိလာပြီပေါ့နော်ကျွန်တော်ဒီCambridge ကဆိုရင်လည်းတို့ဒီ writing website တွေရှိတယ် writing tool တွေရှိတယ်ရေးထားပြီးတော့ပဲလောက်တာမဟုတ်ဘဲねကျွန်တော်တို့ဒီ course အနေနဲ့ကိုလေ့လာလို့ရတဲ့ဟာတွေရှိရပေါ့နော်ကျွန်တော်တို့ tools ကတော့သုံးတင်တယ်မသုံးလို့တော့မရပါဘူးလဲဆို tools သုံးရင်လည်းကျွန်တော်တို့ tool သုံးနေလဲလေ့လာတယ်ပေါ့နော်ဒါပေမဲ့အရင်အားကိုးတာများကြရခုနောက်ပိုင်းကျွန်တော်ကြည့်တာကျွန်တော်အတန်းထဲမှာဆိုရင်လည်းအဲ့လို grammar ရေးခိုင်းလို့ရှိရင်ဆိုရင်အဲ့လို ChatGPT ကနေရေးလာမှန်းသိရပေါ့နော်like write something about yourself ပေါ့နော် like so ကျွန်တော် tools နေတယ်ပဲသုံးတင်တာ yeah ဟုတ်ကဲ့ပါအခုဆရာပြောလိုက်ရှင်ကကလေးတွေလည်းမြင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခါဒီစာဖတ်တဲ့အချိန်မှာနားလည်ပေမဲ့ကိုယ်တိုင်ရေးတဲ့အခါမှာ grammar အမှားများနေပြီပေါ့နော်အဲ့လိုချိန်ကြရင်ဒီဘယ်လိုမျိုး writing exercise တွေကိုလုပ်တင်ပါလဲwriting ကကျွန်တော်အများကြီးရေးစရာမလိုသေးဘူး
ကျွန်တော်ထင်တာ writing ဆိုရင်အများကြီးရေးရမယ်ပေါ့နော်အဲ့လိုတစ်မျက်နှာရေးရမယ်ပေါ့writing ဆိုတာကျွန်တော်တို့တသေးလေးကနေစရတယ်ပြီးရင်ကျွန်တော်တို့ writing က simple အရင်ဖြစ်ရတယ်ဘာလို့ simple ဖြစ်လဲဆိုတော့ကျွန်တော်တို့မြန်မာလိုဆိုတာ note တရားအစတစ်လုံးလေးနော်သူကအရင် compact ဖြစ်တယ်ဗျာဆိုတော့ writing ကစကားပြောလို့မျိုးအခုလိုမျိုး fail ထည့်ရပါရင်မရှိဘူးအဲ့ဆိုတော့ writing ကိုကျွန်တော်စတင်တာကျွန်တော်ဒီတူတူလေးကနေစတင်တယ်ရှင်းတဲ့ဟာကနေစတင်တယ်ဥပမာကျွန်တော်တို့ daily life အကြောင်းပြောမှာလားကွက် daily life အကြောင်းရေးရဆိုရင်လည်းကျွန်တော်တို့ present tenses တွေတောင်းရတော့မှာပဲပေါ့အဲ့လို my last vacation အကြောင်းပြောမယ်ဆိုရင်လည်းpast tenses တွေတောင်းရတော့မှာပဲပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ဒီတိုတဲ့ဟာလေးတွေအရင်ရေးရမယ်အဲ့လိုရှင်းတဲ့ဟာအရင်ရေးရမယ်ဒီ complex ဖြစ်တဲ့ဟာတွေရေးစရာမလိုသေးဘူးဥပမာကျွန်တော်တို့စာကြောင်းစာပိုက်တစ်ပိုက်ရေးမယ်ဆိုရင်ဥပမာစာကြောင်းတစ်ကြောင်းမှာစကားလုံး10လုံးကနေ12လုံးအတွင်းပဲထားတင်တယ်ပေါ့အဲ့လိုမျိုးရှိမယ်ပြီးတော့စာပိုက်တစ်ပိုက်ကိုဥပမာ4ကြောင်းလောက်ပဲထားတင်တယ်ပေါ့သူက control ရှိရတယ်ပေါ့နော်အမားတော့များတယ်ဒါပေမဲ့ကျွန်တော်တို့ဘာကြောင့်များလဲဆိုအများကြီးလိုချင်လို့မားကြတာများတယ်ဗျာတော်တော်ရှင်းရှင်းမှန်မှန်ရေးရပြီ writing ကဟုတ်တော့ quality ဟောပေါ့ကျွန်တော်ပြောချင်တာဒီquality က quantity ထက်အရေးကြီးရဲ့ဒီ writing မှာဆိုတော့ဒီ writing တစ်ခုမှာပေါ့ so တူရမယ်ရှင်းရမယ်မှန်ရမယ် Okay ဆရာ ဟုတ် ပြီးတော့ဒီနေ့စဉ်အချိန်ကြီးအများကြီးပေးမပေးနိုင်တဲ့သူတွေအတွက်ပေါ့နော်နေ့တိုင်းတချို့ဆိုအချိန်အများကြီးမပေးနိုင်ဘူးဒါပေမဲ့စာတော့လုပ်ချင်နေပေါ့နော်အဲ့လိုဆိုရင်ဒီ grammar တဖြည်းဖြည်းနဲ့တိုးတက်လာအောင်ရိုးရှင်းတဲ့ routine လေးတစ်ခုလောက်အကြံပေးပါဆရာရိုးရှင်းတဲ့ routine ဆိုရင်ကျွန်တော်တို့3ပိုင်းခွဲလို့ရတယ်ပေါ့နော်9မိနစ်ဖတ်9မိနစ်ရေး9မိနစ်ပြောကျွန်တော်တို့အဲ့လိုတရက်ထဲမှာအများကြီးလောက်ရထက်နည်းနည်းလေးနဲ့နေ့တိုင်းလောက်ရတာပူပြီးတော့ထိရောက်တယ်ဟုတ်ပါတယ်ဆရာဟုတ်ကျွန်တော်စာဖတ်မယ်ဆိုလဲ9မိနစ်ဖတ်လားဟုတ်ပါတယ်ဟုတ်9မိနစ်လောက်ကအချိန်ပေးနေမှာနော်တရက်15မိနစ်ပေါ့ဟုတ်တယ်ဆရာနည်းနည်းချင်းစီလှုပ်သွားနိုင်မှုပါပဲနော်ဟုတ်တယ်ခင်ဗျ commitment လိုတာပေါ့နော်လိုချင်တယ်ဆိုတော့ commit တော့ပေးရမှာပေါ့တရက်15မိနစ်ဆိုလဲ15မိနစ်ပေါ့အတိအကျတော့လုံးဝရမယ်နော်ဟုတ်တယ်ခင်ဗျဟုတ်ကဲ့ပါဆရာပြီးတော့လေအသက်30 40ကျော်မှဒါအင်္ဂလိပ်စာပြန်ပြီးလေ့လာနေသူတွေရပါတော့လို့ကိုယ့်အကိုထင်တာပေါ့အော်ငါအသက်ကြီးနေပြီကလေးနဲ့သွားပြီးတော့တက်ရင်ကောင်းမှာမလားဆိုတာမျိုးလည်းရှိရပေါ့စိုးရိမ်စိတ်တွေများပါဆရာကြီးအဲ့လိုထင်ရပေါ့နော်ဘလို့ဘလို့ကြော်ဖြတ်ဖို့အတွက်ပေါ့နော်အကြံပေးချင်လဲဆရာတကယ်တော့လေအသက်ကြီးမှလေ့လာတာပို့ပြီးတော့ကောင်းတယ်ဘာလို့လဲဆိုတော့ကိုအသက်ကြီးမှလေ့လာရဲဆိုတော့ကိုဘာလို့လေ့လာလဲတည်ရဗျာ we know the reason ကလေးတွေလေ့လာတာအိမ်ကတက်ခိုင်းလို့လေ့လာတယ်အဲ့လိုဒူများရဲ့တက်လို့လိုက်တက်တယ်ပေါ့နော်လူကြီးကကျွန်တော်လိုအဲ့လိုတက်တယ်တကယ်ကိုပါကြောင့်လူနေလဲလို့တက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပူပြီးတော့ကြည့်အောင်မယ်နော်တီးဖို့လွယ်တယ်တက်ဖို့လွယ်တယ်ဟုတ်တယ်ဗျာအတိအ consistency ပဲပေါ့နော်လက်လျှော့တော့မယ်ဆိုရင်ငါ2လပဲလောက်ရတယ်လက်လျှော့မယ်ဆိုရင်တော့မပြောတတ်တော့ဘူးပေါ့နော်ပါလာစကားဆိုတော့ consistent လုပ်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့အတက်ကအရေးမကြီးတော့ဘူးဟုတ်တယ်အဲ့ချိန်ကျမဖြစ်မနေတက်ကြတော့မှာဒီမနေ့တက်ရမှာဖြစ်သွားတဲ့အတွက်ပို့ပြီးတော့ဒီအမြန်လူချင်းနဲ့စိတ်ကဖြစ်သွားပြီနော်ပြီးတော့ငငယ်တော့ဆိုရင်ခလေးဆိုတော့လေအိမ်ကလှုပ်တာလားစိတ်မပါဘူးဟုတ်တယ်ဗျဆိုအတက်ကအရေးမကြီးပေါ့ consistency ပဲအရေးကြီးရခုနှစ်ကလေးပဲဖြစ်ဖြစ်အဲ့လိုအသက်30အရွယ်လူပဲဖြစ်ဖြစ်နော် consistency ရှိလို့ရှိရင်ရပါတယ်လူကြီးကပူပြီးအောင်တာပါလေရဲ့ဆရာအားပေးစကားလေးဟုတ်ပါတယ်ခင်ဗျာပြီးတော့ဒီ English ကိုလေ့လာနေတဲ့အချိန်မှာပေါ့နော်လက်တွေ့ကြပြီးဖြစ်နိုင်နေရှိတဲ့ goals တွေရောဘယ်လိုချမှတ်တင်လဲပေါ့နော်ဆရာဒီဟာအရေးကြီးတယ်ဘာလဲဆိုကျွန်တော်တို့ goal ချတဲ့အချိန်တော်တော်များများအင်္ဂလိပ်စကားဘယ်လိုပြောချင်လဲဆို fluent ဖြစ်တဲ့အထိပြောချင်တယ်ပေါ့ဒါအရင် broad ဖြစ်တယ်ဗျာလူတိုင်းတော့ fluent ဖြစ်ချင်တာပဲငါ native speaker တယောက်လိုပြောတတ်ချင်တယ်ဒါပေမဲ့ကျွန်တော်တို့အုံနောက်ကအဲ့ဒါကို comprehend မလုပ်နိုင်ဘူးဆိုတော့ fluent ဖြစ်မယ်ဆိုတဲ့ goal လိုမျိုးထားတာထက်ဒီ goal အသေးတွေပေါ့ကျွန်တော်တို့ manage လုပ်နိုင်တဲ့ goal တွေကိုထားတာပို့ပြီးတော့ကောင်းတယ်။ဘာလို့လဲဆိုကျွန်တော်တို့ manage လုပ်နိုင်တဲ့ goal အသေးတွေကိုထားပြီးတော့အဲ့ goal တွေကိုတော့ယူမှာလားကျွန်တော် confidence ရှိလာမှာ။မဟုတ်လို့ရှိရင် fluent ဖြစ်ချင်တယ်ဆိုတဲ့ goal နဲ့စာပုံမှန်မလုပ်ခဲ့စကားကောင်းမလေ့ကျင့်ခဲ့ consistent မဖြစ်ခဲ့တော့ကျွန်တော်တို့ fluent ဖြစ်ဖို့ဆိုတာညော့ရရပေါ့။ daily ထားလိုက်မယ်ဆိုရင် confidence ရှိလာရပေါ့နော်။ဥပမာငါ fluent ဖြစ်တယ်လို့မတွေးဘဲနဲ့ငါဒီတစ်ပတ်နေ့တိုင်းတရက်တနာအင်္ဂလိပ်စာလုပ်မယ်ဆိုပြီး6လောက်လုပ်ခဲ့မယ်ဆိုရင်fluent တော့မဖြစ်တော့ပြီမယ် confidence ရှိလာခဲ့ပြီကိုမတိတဲ့ဟာတွေတိလာပြီဆိုတော့ကျွန်တော် goal ကိုဒီ biteable check ပေါ့နော်ကျွန်တော်တို့ check အသေးလေးကြီးလေးဖြစ်ဖြစ်ချင်းစီနဲ့တွားတာပဲကောင်းတယ် fluent ဖြစ်အောင်လို့ native speaker ဖြစ်အောင်လို့မထားရင်းနဲ့အောင်လောလောဆယ်ကိုရောက်နေတဲ့ level ကိုမူတည်ပြီးတော့ကို3လအတွင်းပါ achieve လုပ်နိုင်မလဲ
အဲ့3လအတွင်းရနိုင်မယ့် goal တွေ4ခုလောက်ခွဲရမှာပေါ့နော်3လ6လ9လ12လသူကအဲ့လို chunk လိုက်သွားမှပဲ confidence ရှိလာတယ်fluent ဖြစ်သွားဖို့ဆိုတာကတော့ခုနလို consistent ရှိရမယ် yeah အဲ့ goal တိတိလေးတွေအများကြီး execute လုပ်ပြီးတော့မှပဲကျွန်တော်တို့က fluent ဖြစ်သွားရောဟုတ်ပါတယ်ဆရာဟော ဟုတ်ပါတယ်ပြီးတော့ဆရာကိုယ်တိုင်ရောဒီ English ကိုလေ့လာနေတဲ့အချိန်မှာအခက်အခဲတွေရှိလားပေါ့နော်ဘယ်လို English စာနဲ့ပတ်သက်ပြီးတော့ဘာတွေများကြုံတွေ့ခဲ့ရသေးလဲစာကိုယ်တိုင်ကြက်မှတ်တဲ့အချိန်မှာပေါ့နော်ဒါတော့လူတိုင်းကြုံခဲ့တဲ့အမားပေါ့နော်။ဘာလဲဆိုတော့မားမှာကြောက်ခဲ့တာပေါ့။မားမှာကြောက်ခဲ့တာမားတာပဲ။ဘာလို့လဲဆိုတော့ကျွန်တော်တို့မားမှာကြောက်တာနဲ့မပြောတော့ဘူး။သူများကိုယ် judge လုပ်မှာကြောက်တယ်။အဲ့လိုငါ public မှာအင်္ဂလိပ်စကားပြောနေလို့ရှရင်ငါ့ကိုဘာသာလောက်ကြမှာလားပေါ့နော်။ဒီကောင်ပါကောင်လဲပေါ့။အဲ့လိုမျိုးအတွေးတွေကြုံခဲ့တယ်ပေါ့နော်။အဲ့ဒါနဲ့မပြောဖြစ်တော့ဘူး။ဘာလို့မပြောဖြစ်တော့လဲဆိုတော့အဓိကမားမှာကြောက်တာရယ်တစ်ဖက်လူကိုယ်ဘယ်လိုမြင်မှာလဲဆိုတဲ့အကြောက်ရယ်ကိုကြောက်ခဲ့တာပေါ့။ဆိုတော့ကျွန်တော်အမားကိုလှုပ်ဖို့လက်ခံတဲ့နေ့ကနေစပြီးတော့ကျွန်တော်စတူတက်တာပဲအင်္ဂလိပ်စကားငါအမားလှုပ်မယ်ကွာပေါ့ရှိတယ်များအမားငါအကုန်လှုပ်မယ်လို့မလှုပ်ဘူးတဲ့အမားမရှိအောင်ငါလှုပ်မယ်ဆိုပြီးတော့ကျွန်တော်လှုပ်ခဲ့တဲ့အချိန်မှပဲဩဒီအမားကြီးငါအကုန်လှုပ်ခဲ့ပြီးပဲပေါ့ဟုတ်ကဲ့ပါအဓိကကတော့ယုံကြည်ချက်ရှိရှိနဲ့ပြောနိုင်မှုပေါ့နော်အချို့ကြတော့အဲ့ဒီကြောက်နေရနေရှေ့ဆက်မသွားတာဖြစ်နေရဆိုတော့လေဟုတ်တမီးတို့လည်းအခုချိန်ကြီးလေးလာနေရတော့မှာပဲဟာ တို့ဒီတိုင်းကြီးသွားရင်စားတော့မပြောင်းလဲဘူးလေးလာနေရတော့ဘာသာစကားဆိုတော့သူက evolve ဖြစ်နေတာပဲလေနော်ကျွန်တော်တို့ဆိုလည်းအခုမလေ့လာကျွန်တော်ဆိုပူပြီးအောင်လေ့လာမယ်တင်တယ်အင်္ဂလိပ်စကားကိုသူများရဲ့ထပ်ပူပြီးတော့အဲ့လိုတရက်အင်္ဂလိပ်စာနဲ့ပဲနှစ်ပန်းလုံးနေတယ်ပေါ့နော်ဒါတော့မှပြီးလားဆိုမပြီးသေးဘူးလေ့လာလေငါဘာမှမတိလေတိလေပဲအဲ့ဆိုတော့အဆုံးတဲ့နေ့ဆိုတော့မရှိဘူးပေါ့နော်ဟုတ်ပါတယ်ဆရာစားတော့ဆုံးနေနေမရှိပါဘူးနော်တမီးတို့ဟုတ်တယ်ဗျ skill ဆိုတော့စုံနေနေမရှိဘူးစာလို့တော့မြင်လို့မရဘူးเนาะသူက language ဆိုတော့သူစာတော့မဟုတ်ပါကျွန်တော် language အနေနဲ့ပဲမြင်တယ်အဲ့လိုစာအနေနဲ့မမြင်ဘူးအင်္ဂလိပ်စကားကိုတချို့ဒီအခုသမီးကအပါဝင်ပေါ့နော်စားလို့ပဲမြင်ဟာနေတာဟုတ် อื language တွေมအကုန်လုံးစားလို့ပဲမြင်နေတာဒီ ဟုတ် English တယ်ဗျမှာမဟုတ်စားဘာသာစอืကားတွေကိုအဲ့มဒါနေပဲကလေးတွေကစာအောင်ပြင်းlanguage ကိုပြင်းလာကြတာပေါ့နော်ဟုတ်တယ်ဗျစာဖြစ်တော့လို့လေเนาะသူကစာမဟုတ်ဗျာ language is cool အဲ့လိုဘာသာစကားတစ်ခုပြောနိုင်လို့ရှိရင်ကျွန်တော်တို့ it's like you unlock a new identity ကိုတရုတ်စကားပြောလို့ရှိရင် you have that Chinese identity ဂျပန်စကားပြောလို့ရှိရင် you have that Chinese identity wow it's cool ပါ skills တွေ like collect လုပ်ရပါ game sort လုပ်ပဲလေနော်အဲ့လို game sort ရင်တော့မှ skill တစ်ခု like collect လုပ်တယ်ဗျာလက်တွေ့ဘဝမှာလည်း collect လုပ်ရကောင်းတာပဲဆိုတော့စာမဟုတ်တော့ just skills yeah ဟုတ်ပါရဲ့ဆရာဟာဒါနဲ့ပေါ့နော်ဆရာစီမှာအဲ့လိုသင်တန်းတက်ချင်တဲ့ဒီ English learner တွေရှိမယ်ပေါ့နော်အဲ့လိုဆိုရင်ဘယ်လိုဆရာကိုသင်တန်းတွေတက်ဖို့အတွက်စုံစမ်းလို့ရမလဲပေါ့နော်ပြီးတော့ဘယ်သူတွေအတွက်ကရောဆရာသင်တန်းတွေစီမှာတင့်တော်လေးပေါ့နော်အဲ့ဒါလေးပါဆရာထည့်ပြောပြပါဦးso class ကတော့နှမျိုးရှိရဗျပထမတစ်မျိုးကဒီ essential English ပေါ့နော်ကျွန်တော်တို့ English စာနဲ့ဝေးနေကြပြီ English စကားကိုဘာမှမသိရတဲ့လူတွေအတွက်ထားတဲ့ဟာပေါ့သူက ABC ကနေတော့မလုပ်ဘူးနော်အဲ့လို A1 တော့ရှိရမယ် level ကဒါပေမဲ့ကျွန်တော်ဒီအရေးကြီးတဲ့ဒီ foundation ဖြစ်တဲ့ဒီ grammar တွေ tense တွေအဲ့လို lexical skills တွေလေ့လာတယ်ဒါပေမဲ့နောက်ထပ် club တစ်ခုက just speaking booster club ပေါ့အခုအင်္ဂလိပ်စကားအင်္ဂလိပ်စာတော့တည်တယ်ဒါပေမဲ့အင်္ဂလိပ်စကားပြောဖို့နေရာလိုတယ်ပေါ့နော်အင်္ဂလိပ်စကားပြောဖို့ opportunity လိုတယ်ဒီ community လိုတယ်အဲ့လိုမျိုးလူငယ်တွေအတွက်ပေါ့နော်အဓိကလူငယ်လာတက်ကြများတယ်သူတို့တွေအတွက် coaching လုပ်ပေးတာပေါ့အဲ့ဆိုတော့ကျွန်တော်အတန်းထဲမှာလာတယ်ဒီကျွန်တော်တို့ဒီ gym တွားလိုမျိုးပဲကျွန်တော်တို့အင်္ဂလိပ်စကားကို train တယ်ပေါ့ကျွန်တော် pronunciation train တယ်ကျွန်တော်တို့ရဲ့ဒီ fluency တွေကို train တယ်ကျွန်တော်တို့ရဲ့ grammar တွေကို train တယ်ကျွန်တော်တို့ရဲ့ဒီ lexical skills ပေါ့နော်စကားလုံးတွေကောင်းကောင်းသုံးတတ်အောင် train တယ်ပေါ့တော့နှစ်မျိုးပဲရှိရတကယ်တော့ကိုကတုံညနေစချင်တယ်subject verb တွေကမတည်သေးဆိုရင်တော့ essential English လိုမျိုးအတန်းတွေကိုတတ်တင်တယ်အဲ့မျိုးတွေလေ့လာတင်တယ်ပေါ့နော် essential English ကိုလေ့လာတင်တယ်ပြီးတော့မှကိုကဒါတွေကိုလေ့လာစရာမလိုတော့ဘူးပြောနိုင်တယ်ဖတ်နိုင်တယ်ဆိုရင်တော့ဒီ speaking booster club တွေတက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါ English with Harry ဆိုရင်ဒီဆရာရဲ့သင်တန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်သင်တန်းသားတွေအနေနဲ့ဆရာစီမှာဘယ်လိုမျိုးလေးသင်တန်းလာပြီးအဲ့လိုရမလဲမသိဘူးဆရာကျွန်တော်ဒီတင်တဲ့အသေးစိတ်တွေကို englishwithharry.org မှာအသေးစိတ်တော့ကြည့်လို့ရတယ်။ဒါမှမဟုတ်ကျွန်တော်ဒီ English with Harry Telegram ကိုတိုက်ရိုက်စာပို့မယ်ဆိုရင်လည်း admin တွေကကျွန်တော်တို့အဆင်ပြေမဲ့အတန်းတွေကိုရွေးပြီးတယ်။အတန်းနဲ့ပတ်သက်တဲ့ဟာအားလုံးတော့ website မှာတော့ကြည့်လို့ရတယ်ခင်ဗျ။ဒီအတန်းချိန်တွေအတန်း price တွေဟုတ်ကဲ့ပါအကုန်လုံး englishwithharry.org ဟုတ်ကဲ့ပါဆရာဟုတ်ဆရာဟိုကလေလူကိုယ်တိုင်တော့လာတက်လို့မရသေးဘူးမရသေးဘူးခင်ဗျ
မရှိဘူးခင်ဗျာကျွန်တော်အကုန်လုံး online တွေပဲဟုတ် အော်ဟုတ်ကဲ့ပါဆရာ အပြင်တင်တန်းတွေမရှိတော့ခင်ဗျာဟုတ် ဟုတ်ကဲ့ပါပြီးတော့ဒီ online ကနေပြီးတော့တင်တဲ့အခါမှာဆိုရင်ရောအာရုံစူးစိုက်မှုအားနည်းတဲ့ဟာကိုလူတွေတော်တော်များများကြုံရတယ်ပေါ့နော်အဲ့လိုချိန်တိုင်းဆရာဘယ်လိုပြင်သင့်လဲပေါ့ဆရာရဲ့ online class မှာရောအဲ့လိုရှိလားပေါ့နော်ကြောင်းတယ် ကျွန်တော်တို့အခုဒီအတန်းထဲမှာဒီ online လုပ်လို့ရှိရင်ကျွန်တော်တို့ကဒီတစ်မျိုးထဲပဲ lecture လုပ်လို့မရဘူးဒီဘာသာစကားကျွန်တော်တို့ input ရော output ရောလိုရပေါ့နော်အကုန်လုံးကအခု online learning လုပ်ကြတယ်ဒီ video ပဲကြည့်တာပဲဖြစ်ဖြစ် course တွေတက်တာပဲဖြစ်ဖြစ်ကျွန်တော်ဒီနှစ်ခုတော့ညီမျှအောင်လုပ်ရတယ် input လည်းလုပ်ရတယ် output လည်းလုပ်ရတယ်အချိန်အရင်များရင်လည်းကျွန်တော်တို့ attention span ကအရင်တူရဗျာ because of brain rot you know TikTok အဲ့ဆိုတော့10 minute ထက်ပိုပြီးအာရုံမဆက်နိုင်ကြဘူးပေါ့အဲ့ဆိုတော့တိုးတဲ့ဟာကိုလေ့လာလို့ရှိရင်ပိုပြီးတော့ကောင်းတယ်အတန်းထဲမှာတော့ကျွန်တော်တို့ဒီသူ့အပိုင်းနဲ့လူလောက်ကြပါဘူး pronunciation လောက်တယ်ဆိုရင် pronunciation 10 minute လောက်လိုက်တယ် grammar ကို9 minute လောက်ရဆို grammar 9 minute လောက်တယ်vocab ကို10 minute ဆို vocab ကို10 minute ပေါ့နော်ကျွန်တော်တို့ဒီအတူတူအကုန် trainer ပေါ့ဒီအပိုင်းတွေကိုသူကဒီအရင်ရှိတဲ့ session တွေဆိုရင်ကျွန်တော်တို့ဘာသာစကားကိုတိတ် absorb မလုပ်နိုင်ဘူးဆိုတော့တူရမယ်များများလောက်ရမယ် yeah ဒီက speaking ပါတဲ့ class တက်ပို့ထိရောက်တာပေါ့ ဟုတ်ကဲ့ပါ စာပဲရင်းနေလို့မရဘူးလေ yeah ဟုတ်တယ်ဆရာစီမှာတင်တန်းလေးကောင်းပါတယ်ဟိုဟာလေခွဲပြီးတော့လေဒီတစ်ချိန်လေးမှာဆိုခွဲပြီးလုပ်တာဆိုတချို့အမိကိုယ်တိုင်လည်းတခြားတင်တန်းတက်ဟဲ့ပေါ့နော်အချိန်ကြာကြီးဆိုခါကြီးတိုင်ကိုကဟိုလုံးတော့လုံးနေရတာမဲ့အာယုံကထွေသွားတာပေါ့နော်အဲ့လိုမျိုးတွေလည်းရှိရနော်ဆရာ ဟုတ်ပါတယ်ခင်ဗျာဟုတ်တယ်ဗျ ဟုတ်ကဲ့ပါဆရာဒါဆိုရင်ဆရာဟုတ်အင်္ဂလိပ်စာကိုဒီနေ့တက်မြောက်ချင်တဲ့အတွက်ဆရာရဲ့နောက်ဆုံးအနေနဲ့စကားလက်ဆောင်လေးတစ်ခုလောက်ပြပြပေးပါဦးဟုတ်အင်္ဂလိပ်ဆိုတာစာမဟုတ်ပါဘူးသူက skill ပါကျွန်တော်နေ့စဉ်နည်းနည်းပဲဖြစ်ဖြစ်အင်္ဂလိပ်စာကိုအင်္ဂလိပ်စကားကိုတုံးတက်တယ်ကျွန်တော်အင်္ဂလိပ်စကားလေ့လာနေတာကိုမရက်လို့ရှိရင်ကျွန်တော်တို့မရှုံးဆိုတော့အင်္ဂလိပ်စာကိုစာလို့မမြင်နဲ့ skill လို့မြင် so English is a language not စာ host ကိုယ်တိုင်ကစာလို့ပဲပြောနေဆရာနည်းနည်းသမီးကိုလည်းနည်းနည်းဆုံးပါပါပြပြချင်းစီပြောင်းအောင်ပေါ့စာမဟုတ်ဆိုတဲ့ဟာကိုဟုတ်ကဲ့ပါဆရာကြီးဒီနေ့ပေါ့နော် Breaking English Barrier podcast လေးမှာအချိန်ပေးပြီးတော့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးလေ့လာစရာတွေကိုမျှဝေပေးသွားတဲ့ဆရာ Harry ကိုကျေးဇူးအများကြီးတင်ပါတယ်နော်ဆရာကျေးဇူးတင်ပါတယ်ခင်ဗျာ